ကဲဒီနေ့မှာတော့17လရာသီပွားတွေဇိုဒီယက်ဆိုင်းတွေအတွက်2026ကံကြမ္မာကိုပြောချင်တယ်ဗျဇိုဒီယက်ဆိုင်းဆိုတာမွေးတဲ့နေ့အလိုက်ခွဲထားတဲ့လက္ခဏာ12မျိုးဗျတခွင်ချင်းစီမှာကိုယ်ရည်ကိုယ်သွေးအားသာချက်အားနည်းချက်တွေမတူပါဘူးသူကအဓိကအားဖြင့်မီးဓာတ်မြေဓာတ်လေဓာတ်ရေဓာတ်ဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ခွဲထားတယ်ဗျအဲ့ဒီဓာတ်ကြီး၄ပါးမှာဓာတ်ကြီးတစ်ပါးစီမှာရာသီကွင်း၃ခုစီပါပါတယ်ဥပမာဆိုပါစို့ဗျာမီးဓာတ်မှာဆိုရင် Aries မိဿLeo သင်နောက်ပြီး Sagittarius ဓနုရာသီပွားတွေပါတယ်ဗျမြေဓာတ်မှာဆိုရင်တော့ Taurus Virgo Capricorn တို့ပါတယ်ဗျလေဓာတ်မှာဆိုရင်တော့ Gemini Libra Aquarius တို့ပါပါတယ်ရေဓာတ်မှာဆိုရင်တော့ Cancer Scorpio Pisces မိန်ရာသီပွားတို့ပါပါတယ်ကဲဒီနေ့မှာတော့သင်ဟာဘယ်ရာသီဘွားတွေမှာပါတယ်ကြည့်အောင်ဗျပထမဦးဆုံးပြောချင်တာက Capricorn နဲ့ကြောင်းပါ Capricorn ရာသီဘွားတွေကမကာယရာသီပေါ့ဗျမြန်မာဆိုရင်တော့ဒီဇင်ဘာ22ကနေဇန်နဝါရီ19အတွင်းဝေးဖွားတဲ့သူတွေကမကာယရာသီခွင်တွေဖြစ်ပါတယ်ဒီမကာယရာသီခွင်တွေအတွက်2026ခုနှစ်ကစားတာအပိုင်းလိုက်သေးစိတ်ပြောပြပါမယ်2026ကအထွေထွေပြောရမယ်ဆိုရင်တော့ခြုံငုံအားလုံးကြီးသုံးသပ်ရရင်မကာရာသီဘွားတွေအတွက်ဘဝအဆင့်တစ်ခုပြောင်းလဲရတဲ့နှစ်ဖြစ်ပါတယ်။အရင်နှစ်ကစ조사တဲ့အရာမှန်သမျှအကျိုးမြတ်တွေပြန်ရောက်လာမယ်နှစ်ပြ။တာဝန်ယူမှုတာဝန်ခံမှုဥဆောင်မှုတွေပိုများလာမယ်နှစ်ပြ။အရာကတော့လွယ်ကူနေတာမဟုတ်ပါဘူး။မလွယ်ကူပေမဲ့အောင်မြင်မှုကိုတဖြည်းဖြည်းတက်လှမ်းရမယ်နှစ်ဆိုလည်းမမှားပါဘူး။လောက်ကိုင်းတဲ့စီးပွားရေးကဏ္ဍမှာဆိုရင်ယာရုတိုးတယ်တာဝန်ကြီးလာခြင်းဖြစ်နိုင်တယ်ဒီနှစ်ကကိုယ်ပိုင်လုပ်ငန်းတွေရင်းနှီးမြှုပ်နှံမှုတွေစတင်ဖို့ကောင်းတဲ့နှစ်ပါကိုကအလုပ်ပြောင်းလဲလုပ်ချင်ရင်အလုပ်ကနေထွက်ချင်တယ်ဆိုရင်2026ခုနှစ်ဇွန်လကနေစက်တင်ဘာလအတွင်းကာလကအကောင်းဆုံးပြအဟောင်းကိုစွန့်ပြီးအသစ်ကိုလက်ခံရမယ့်အချိန်မှာတတိထားမယ့်အချက်ကလောဘကြီးပြီးဆုံးဖြတ်ချက်မြန်လို့တော့ပြင်ပါလက်လွတ်စပယ်ဘယ်အရာကိုမှမဆုံးဖြစ်ပါနဲ့အလောက်ထွက်မယ်ဆိုလဲခုနပြောခဲ့တဲ့အတိုင်းဇွန်လကနေစက်တင်ဘာလအတွင်းပဲဆုံးဖြစ်ပါကျန်တဲ့လတွေမှာမဆုံးဖြစ်ပါနဲ့ကိုကတစ်ဖက်နဲ့စာချုပ်ငွေကြေးပိုင်းဆိုင်ရာလုပ်တွေလုပ်မယ်ဆိုရင်စာရွက်စာတမ်းတွေသေချာစစ်ဆေးပါငွေကြေးကအညာပြောရမယ်ဆိုရင်တော့ဝင်ငွေကတဖြည်းဖြည်းတက်လာမယ်အလောက်ကနေဝင်ငွေတိုးလာနိုင်တယ်တခြားကဏ္ဍလေးတွေကလည်းဝင်ငွေတွေရနိုင်တယ်အိမ်ချမ်းမြေကားတစ်ခုခုပိုင်ဆိုင်နိုင်တဲ့နှစ်ပြမလုပ်သင့်တဲ့လုပ်တွေကအာမခံမရှိတဲ့လုပ်တွေဘယ်တော့မှမလုပ်ပါနဲ့မိတ်ဆွေပေါင်းတင်တငယ်ချင်းတွေဆွေမျိုးသားချင်းတွေကိုငွေမချီးပါနဲ့ဆုံးပါမယ်ဒါအထူးသတိထားရမယ်2026မှာငွေကြေးဆုံးနိုင်တဲ့အကြောင်းတရားတွေပါမိသားစုရေးချစ်ရေးတကယ်လို့ကိုကစင်ငယ်ဆိုရင်တော့အလုံးနဲ့ဆက်နွယ်ပြီးအရေးပါတဲ့လူနဲ့စုံစည်းနိုင်တယ်ဒီကျွန်တော်တို့မကားရာသီဘွားတွေကကိုယ့်ထက်အသက်ကြီးပြီးတည်ငြိမ်တဲ့သူတွေမှာအဆင်ပြေတာဗျအားရရှိပြီးသားဆိုရင်တော့လက်ထပ်ဖို့အတူနေဖို့စဉ်းစားလာပါမယ်အဓိကပြဿနာကဘာလဲဆိုတော့ကိုယ့်ရဲ့မကျင်တဲ့ချက်တွေကိုစိတ်ထဲမှာမမျိုးသိထားပါနဲ့စကားမပြောဘဲသိမ်းထားတာတွေကပြဿနာဖြစ်လာနိုင်ပါလေဆိုတော့တုတ်ပြမမှုကြောင့်ခါဒူးအယိုးစစ်ထိခိုက်မယ်နားမယ်စိတ်ဖိစီးမှုများမယ်အိမ်မပြောဘူးဓာတ်တွေသတိထားမယ်ချက်ပါအကြံပြုချက်ကအဲ့ချိန်မှကြိုးစားပါလမ်းလျှောက်ပါယောဂကစားပါကော်ဖီရှော့ပါအရက်ရှော့တော့ပါဘယ်လားဒီမှာကန်ကောင်းနိုင်တယ်ဆိုတော့အလောက်ကန်ခွင့်ရေးတွေနဲ့ပတ်သက်ပြီးမက်လဖေဖော်ဝါရီလမှာကန်ကောင်းနိုင်ပါလေဇွန်ဇူလိုင်လတွေမှာငွေကြေးစီးပွားရေးတိုးတက်လာနိုင်ပါလေနိုဝင်ဘာလမှာကိုယ်အောင်မြင်မှုအထွတ်ထိပ်ရောက်မဲ့ကာလပါဧပြီလနဲ့အောက်တိုဘာလမှာသတိထားပါဆုံးဖြတ်ချက်တွေမှားနိုင်တဲ့စကားများရန်ဖြစ်နိုင်တဲ့ကိုယ့်ရဲ့ RS နဲ့ပဲဖြစ်ဖြစ်အလုံးနဲ့ပဲဖြစ်ဖြစ်မိသားစုတွင်းမှာပဲဖြစ်ဖြစ်စကားများပြီးတော့ယုံကြည်မှုပြိုကွဲနိုင်ပါတယ်ထိုးသတိထားမယ်ချက်ပါမကာရာသီခွင်တွေအတွက်2026ခုနှစ်အတွက်ကံကောင်းစေတဲ့အချက်တွေကကံကောင်းတဲ့ကဏ္ဍဆိုရင်တော့၄ကဏ္ဍ၈ကဏ္ဍ18ကဏ္ဍတွေကကံကောင်းတဲ့ကဏ္ဍတွေပါအဲ့ဒီရက်တွေမှာကိုအဓိကလှုပ်ချင်တဲ့အရေးကြီးတဲ့အရာတွေကိုလုပ်ပါကံကောင်းတဲ့နေ့ကစနေနေ့ပြကံကောင်းတဲ့အရောင်ကအနက်ရောင်မီးခိုးရောင်အပြာရင်ရောင်ပါအလုံးသွားလျှောက်တာပဲဖြစ်ဖြစ်စာချုပ်ချုပ်တာပဲဖြစ်ဖြစ်ပြဿနာဖြေရှင်းတာပဲဖြစ်ဖြစ်အနက်မီးခိုးအပြာရင်ပါတဲ့အင်ကြီး
ဘောင်းမီလုံကြီးဝစ်စင်သွားပါကံကောင်းတဲ့ကြောက်ကိုပြောရင်တော့ဂါးနဲ့ကြောက်လို့ပြောပဲဂါးနဲ့ကြောက်လေးဆောင်းထားပါလက်စွပ်ဖြစ်ဝတ်ထားပါဗျာ2026ကမကရရာသီဘွားတွေအတွက်တာဝန်ကြီးပေမဲ့အောင်မြင်မှုကြီးတဲ့နှစ်လို့လည်းပြောရမှာပါဘူးကိုကမနာမနေစူးစမ်းတဲ့အတွက်ဘွားစင်နဲ့မြင်မာမဲ့နှစ်လည်းဖြစ်ပါတယ်အားရာသီကွန်ရဲ့ဇယိုက်လက္ခဏာအမှုအကျင့်စိတ်နေစိတ်ထားချစ်ရေးအားသာချက်အားနည်းချက်ဘဝမှာကံကြမ္မာဒါတွေကိုကျွန်တော်အနေနဲ့လေးလာမိသမျှအကျေတူလည်းထပ်ပြောခြင်းနဲ့ဗျမကာရရာသီကွင်ကပရီကွန်တွေကပေါ့ဗျာဒီဇင်ဘာ22ကနေဇန်နဝါရီ19ကြားမွေးဖွားသူတွေကကပရီကွန်တွေပါစနေကြိုစိုးမိုးတဲ့သူတွေပေါ့မြေဓာတ်အက်ဆိုင်လွှမ်းမိုးတဲ့သူတွေပါဒီကပရီကွန်တွေကတောင်တက်နေတဲ့စိတ်တကောင်ပုံစံနဲ့ဖော်ပြတယ်ဗျစိတ်ဆိုတဲ့တောင်စိတ်ပေါ့ဗျာတောင်စိတ်ကလေအောက်ကနေအပေါ်ကိုတဖြည်းဖြည်းနဲ့တက်သွားသလိုပါပဲကပရီကွန်တွေဟာစိတ်ရှည်ရမယ်အကြံစီကြီးရမယ်အောင်မြင်မှုကိုတေချာတည်ဆောက်တဲ့သူတွေဖြစ်တယ်ရုပ်တရက်ဆိုတော့ဘယ်အရာမှသူတို့ကကောက်မလုပ်တတ်ဘူးစိတ်နေစိတ်ထားနဲ့ဇယိုက်လက္ခဏာကတာဝန်ယူတတ်တဲ့စီကံကြီးတယ်အချိန်တန်ရင်အောင်မြင်မယ်လို့ယုံကြည်တယ်စကားနဲ့တယ်လောက်ရက်နဲ့သက်သေပြတတ်တယ်အတွင်းစိတ်ကအပြင်ဘက်မှာတည်ငြိမ်သလိုမြင်ပေမဲ့အတွင်းမှာစိတ်ဖိစီးမှုများနေတယ်ကိုအရန်တင်းတင်းကြပ်ကြပ်သတ်မှတ်ထားတယ်လူတွေကိုယုံကြည်ဖို့အတွက်အချိန်ယူတတ်တယ်လူတယောက်ကိုအလွယ်တကူမယုံကြည်တတ်ဘူးအဲ့ဒါကပရီကွန်တွေပဲအားသာချက်ကသူတို့ကအမြဲတမ်းမလွဲမရှောင်ဆက်လုပ်နိုင်တဲ့စိတ်ရှိမှုတွေရည်မှန်းချက်ထားပြီးတော့အောင်မြင်အောင်လုပ်နိုင်တဲ့လူတွေဖြစ်တယ်။ဦးဆောင်မှုကောင်းတယ်ငွေကြေးစီမံခန့်ခွဲမှုကောင်းတယ်သူတို့ရဲ့အောင်မြင်မှုကရလာဖို့လဲကြောင်မြင်တက်တယ်ပေမဲ့ရပြီးတဲ့အောင်မြင်မှုကလည်းအလွယ်တကူမလဲပြိုနိုင်ဘူးဗျ။အားနည်းချက်ကအလုပ်ကိုပြောရမယ်ဆိုအသက်ရှူရမတက်လုပ်တယ်။သူ့ခံစားချက်မဖော်ပြတတ်ဘူး။သွေးအေးတယ်လို့သတ်မှတ်ခံရတယ်။အမြင်တင်းကျပ်တယ်အလုံးမလက်တွေ့ကြတယ်။တခါတရံလေကိုယ်ပါဒနာပေါ်အေးဆက်တယ်လို့တော့ခံစားရတယ်။သူတို့နဲ့အဆင်ပြေတဲ့လုပ်တွေကစီးပွားရေးလုပ်ငန်းရှင်အစိုးရဝန်ထမ်းစီမံခန့်ခွဲမှုသမားတွေဘဏ်ငွေကြေးစည်ရင်းကိုင်လုပ်တွေအင်ဂျင်နီယာတွေဥပဒေစီမံခန့်ခွဲရေးအရာရှိတွေဘဝမှာအမြန်အောင်မြင်မှရမယ့်အလုပ်ထက်တည်ဆောက်တဲ့လုပ်တွေမှာပိုပြီးထူးချွန်တဲ့သူတွေဗျအချစ်ရေးမှဆိုရင်တော့အချစ်ကိုဘယ်တော့မှပေါ့ဆက်ဆက်မတွေးတတ်ဘူးကိုယုံကြည်မှသာစိတ်ရင်းကိုဖွင့်ပြတယ်တခါချင်းရေရှည်အတွက်ချစ်တယ်ခံစားချက်ကိုမပြောဘဲနဲ့သိနေတာအလုပ်ကိုဦးစားပေးတာကသူတို့အတွက်ပြဿနာဖြစ်တဲ့ဗျမကားရာသီကွန်တွေနဲ့လိုက်ပတ်တဲ့ရာသီကွန်တွေကတော့ Taurus Virgo တို့ပဲဖြစ်ပါတယ်အလယ်လက်သမားတွေဆိုတော့ Scorpio Visa ခက်ခဲနိုင်တဲ့ရာသီကွန်တွေသူတို့နဲ့အဆင်မပြေတဲ့ရာသီကွန်တွေက Aries Gemini Libra တို့ဖြစ်ပါတယ်ဘဝမှာမိတ်ဆွေမများပေမဲ့စစ်မှန်တဲ့မိတ်ဆွေတွေရှိတယ်ကိုယ့်ဘောမှာသစ္စာရှိသူကိုအရန်တန်ဖိုးထားတယ်စကားနဲ့လို့အမြဲအထင်လွဲခံရတတ်တယ်ကျမ်းမာရေးလက္ခဏာကတော့စနေကြိုလွှမ်းမိုးတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်အယိုးဒူးခါနာကြောနာသွားရေပြားမျက်စိဓာတ်တွေကိုအထူးသတိထားရတယ်ဗျဘဝမှာမကားတွေကိုအကြံပေးချင်တာကတော့အောင်မြင်မှုတွေမကားပဲနဲ့ကိုယ်ခံစားချက်ကိုလည်းတန်ဖိုးထားဖို့ကိုချစ်တဲ့သူတွေကိုလည်းကိုယ်ခံစားချက်တွေဖွင့်ပြတတ်ဖို့ပါအောင်မြင်မှုပျော်ရွှင်မှုကိုတပြိုင်နက်ထိန်းသိမ်းဖို့လိုပါတယ်မကားရာသီကွန်တွေဟာတိတ်တိတ်လေးနဲ့လှုပ်လှုပ်တတ်တယ်အချိန်ကြာပြီးမဲ့ထိတ်တန်းအောင်ရောက်တတ်တယ်ယုံကြည်မှုရပြီဟဲ့ဆိုရင်လည်းသစ္စာရှိတယ်နောက်ကြမှာတောက်ပတဲ့ကြယ်တွေလို့တော့ပြောလို့ရပါတယ်ကဲအားတော့မကားရာသီကွန်တွေအတွက်2026ကန်စားတာကိုပြောတာပါမိတ်ဆွေတေဟာဒီဇင်ဘာ22ကနေဇန်နဝါရီ19ကြားမွေးဖွားတဲ့သူဆိုရင်တော့မကာရကပရီကွန်ရာသီကွန်ပဲဖြစ်ပါတယ်ကဲကပရီကွန်မကာရရာသီဘွားတွေရဲ့မွေးနေ့ရက်အလိုက်စိတ်ကူးကွဲပြားမှုဒီစိတ်ခံစားချက်နှက်ဆိုင်မှုလေးကိုလည်းပြောချင်တယ်ဗျတကယ်လို့မိတ်ဆွေကဒီဇင်ဘာ22ကနေ31ကြားကပရီကွန်ရဲ့အစပိုင်းမှာမွေးဖွားတဲ့သူဆိုရင်တော့အိမ်မက်ကြီးတယ်ရီမန်းချက်မြင့်မာတယ်ဥဆောင်လိုစိတ်ပြင်းတယ်စီးပွားရေးနောက်ပြီးတော့အာနာဒီပေါ့ဗျာကျွန်တော်တို့အလုပ်ကင်မှာဆိုလဲဩဇာအာဏာရှိတဲ့လုပ်တွေကိုစိတ်ဝင်စားတယ်တခါတလေလောဘကြီးတယ်လို့ထင်ရတယ်ကပရီကွန်တွေကအောင်မြင်ခြင်းစိတ်အပြင်းပြဆုံးအုပ်စုလို့ပြောလို့ရတယ်တကယ်လို့မိတ်ဆွေကဇန်နဝါရီ1ရက်နေ့ကနေ10ရက်နေ့ထက်မွေးတယ်ဒီဒါဆိုတော့အလဲလက်ပိုင်းပေါ့ဗျာ
စဉ်းစားနိုင်စွာမြင်တယ်စကားနဲ့မြအတွေးခေါ်နဲ့တယ်ဒီလိုလူမျိုးတွေကစည်ရင်းကင်လုပ်တွေစီမံခန့်ခွဲမှုတွေအကြံပေးလုပ်တွေကောင်းတယ်လူတွေကိုယုံဖို့အချိန်ယူတယ်ကက်ပရီကွန်တွေထဲမှာညံရည်လွန်တည်ငြိမ်သူပါဒီလိုဇန်နဝါရီ17ကနေ19ကက်ပရီကွန်တွေရဲ့နောက်ဆုံးပိုင်းမှာမွေးဖွားတဲ့သူတွေဆိုရင်တော့စိတ်ပေါ်ထားရန်နူးညံ့တယ်အခြေရင်းမိသားစုရေကိုတန်ဖိုးထားတယ်အနုပညာဒီဇိုင်းစီမံခန့်ခွဲမှုအလှဆင်တာတွေစိတ်ဝင်စားတယ်ခန်းစားချက်ကအရန်လွယ်တဲ့လူတွေဖြစ်တယ်ကက်ပရီကွန်နဲ့ဒီကိုက်ညီတယ်မကိုက်ညီတဲ့ရာသီခွင်တွေကဘယ်သူတွေလဲကြည့်အောင်ဗျတာရက်စ်တွေကအလွန်ကိုက်ညီတယ်ဘာလဲဆိုတော့တာရက်စ်တွေနဲ့ဆိုရင်တော့အိမ်တော်ရေးကံအကောင်းဆုံးလို့ပြောလို့ရပါတယ်စိတ်ရှိမှုနဲ့တည်ငြိမ်မှုနဲ့ပေါင်းစပ်တဲ့အိမ်တော်ရေးအကောင်းပါလေနောက်တစ်ခုကဘာဂိုတွေကကြတော့လက်တွေ့ဆန်ကက်ပရီကွန်ကစနစ်ကြတယ်အဲ့တော့သူတို့ကလည်းအတွဲညီတဲ့သူတွေပါစကော်ပီယန်လိုနဲ့ဆိုရင်တော့ဒါကအိမ်တော်ရေးမှာချစ်ချင်းမြတ်တာတွေပို့ပြီးပြင်းပြတယ်ဒါပေမဲ့အလုပ်တော့သိပ်မဖြစ်ဘူးမကိုက်ညီတာကတော့ Aries တွေပြောနောက်ပြီး Gemini Libra သူတို့နဲ့ကတော့လုံးဝဒီကုံညာသီပွားတွေနဲ့ကိုက်ညီတဲ့သူတွေမဟုတ်ပါဘူးကုံညာသီပွားအမျိုးသားဆိုရင်အလုပ်ကိုတိတ်ဆိတ်လုပ်တတ်တယ်ကိုယ့်ရဲ့အချစ်ကိုစကားနဲ့မဟုတ်ပဲလုပ်ရတဲ့တသက်ပြတယ်မိသားစုတာဝန်ကိုနောက်ဆုံးချိန်ထိယူတတ်တဲ့လူတွေအောင်မြင်မှုရမှသာအချစ်ကိုအပြည့်ပေးတယ်အောင်မြင်မှချစ်မယ်ဆိုတဲ့လူမျိုးမျိုးကုံရောင်ဒီပေါမျိုးသမီးဆိုရင်တော့အတွင်းစိတ်ဓာတ်ကခိုင်မာတယ်အပြင်ဘက်မှာပြိုလဲနေပေမဲ့ကိုယ်တိုင်ရက်တည်နိုင်တယ်အချစ်မှာအရန်ရွေးတယ်ကိုယုံကြည်မှလုံးဝသစ္စာရှိတဲ့လူမျိုးပြချစ်မိရင်အသက်ပါပေးတဲ့လူမျိုးလို့ပြောလို့ရပါတယ်ကဲမိတ်ဆွေကဒီအခုဒီဇင်ဘာ22ကနေဇန်နဝါရီ19ကြားမွေးဖွားတဲ့သူလားဒါဆိုရင်တော့မကာရရာသီကွင်းပဲဖြစ်ပါတယ်လေ့လာကြည့်ပါ